N3 reading မှာဆိုလို့ရှိရင်မွန်နိုင်ကော့ကဘတ်တစ်ပိုက်ကိုပေးပြီးတော့မိကုန်းနှစ်ပုတ်3ဟုတ်3ပုတ်မီလီမီတာရှိတဲ့ပုံစံမျိုးပါနော်ဆိုတော့အဲ့ဒီဟာဖြေရတာကနည်းနည်းလေးခက်မယ်လို့ထင်ပါတယ်ဒါကြောင့်အသက်ရှိကဒီနေ့2024ဇူလိုင်လရဲ့ N3O question တွေကမွန်နိုင်ကော့ကိုပြီးသွားချင်ပါတယ်အကယ်၍မသိသေးတဲ့ခိုတိုဘာတွေခန်းကြီးတွေပါမယ်ဆိုလို့ရှိရင်တခါတည်းမှသွားလို့ရပါတယ်皆さん、私はဒီ Marvelous Education Center ရဲ့ဆက်ဆက်အင်းဖြစ်ပါတယ်။ပြီးတော့ကျွန်မဆက်ဆက်တို့ကစာပိုက်ကိုမဖတ်ခင်မှာအရင်ဆုံးဖတ်တင်တာကတော့မေးခွန်းပါတော့နော်။ဆိုတော့မေးခွန်းလေးတွေကိုတစ်ချက်တော့ဖတ်ကြည့်ရအောင်။ဆိုတော့諦めていたとあるがဆိုတော့လက်လျှော့လိုက်ပြီးလို့ရှိတယ်တဲ့။何を諦めていたのかဘာကိုလက်လျှော့လိုက်တာလဲဆိုတော့လက်လျှော့ရတဲ့အကြောင်းရင်းကိုရှာမယ်။ဆိုတော့နောက်တစ်ခုကကြတော့がっかりしてとあるがစိတ်ကြသွားပြီဆိုတာပါတယ်တဲ့ဆိုတော့どうしてがっかりしたのかဘာကြောင့်စိတ်ကြတာလဲအဲ့တော့ပထမတစ်ခုကဒီလက်လျှော့ရတဲ့အကြောင်းရင်းနောက်တစ်ခါကျတော့စိတ်တက်ကြတဲ့အကြောင်းရင်းပေါ့နော်ဆိုတော့နောက်တော့မေးခွန်းတစ်ခုက今度は元気に育ちましたとあるがဆိုတော့ဒီတစ်ချိန်မှာကောင်းကောင်းမွန်မွန်စိုက်ပျိုးနိုင်ပြီလို့ရှိရပေါ့နော်どうして元気に育ったのかဘာကြောင့်ကောင်းကောင်းမွန်မွန်စိုက်ပျိုးနိုင်ခဲ့တာလဲအဲ့တော့ရှာရမယ့်ချက်က3ခုဖြစ်သွားပြီပေါ့နော်ပထမတစ်ခါကလက်လျှော့ရတဲ့အကြောင်းရင်းဒုတိယခါကျတော့စိတ်ပြည့်ရတဲ့အကြောင်းရင်းနောက်တစ်ခါကျတော့ကောင်းကောင်းမွန်မွန်နဲ့ဒီစိုက်ပျိုးထောင်နိုင်တဲ့ဟာပေါ့နော်အဲ့တော့3ချက်ကိုရှာမယ်ဆိုတော့စာပိုက်လေးကိုဖတ်ကြည့်ကြပါမယ်そう、私は、その前からアイングリーガーの自分で野菜を育てたいと思っていました。そう、こらい、hindi hiya ko sa beauty game ပေါ့နော်။私のうちにはဆိုတော့ကျွန်တော်ရဲ့အိမ်မှာ庭もブレンダーもないのでဆိုတော့ခြံဝန်းရဲ့ဝရဏိုင်လည်းမရှိတဲ့အတွက်ကြောင့်မလို့တဲ့諦めていたのですがဆိုတော့ဒီမှာလက်လျှော့ခဲ့ပေမဲ့နော်ဆက်ရှုပြီးခဲ့တဲ့အပတ်ကတဲ့友達から部屋の中でဆိုတော့တငယ်ချင်းစီရနေပြီးတော့အခန်းအတွင်းမှာတဲ့ဟိုရန်ဆိုဆိုတာဟင်းနုနယ်ပေါ့နော်။ဆိုတော့育っているという話をဆိုတော့ဒီစိုက်ပျိုးထားတယ်ဆိုတဲ့အကြောင်းကိုလည်း聞きましたကြားခဲ့ရတယ်ပေါ့အဲ့တော့ပထမဆုံးတစ်ချက်ကမိက諦めたဆိုတဲ့ဟာလေးကိုရှားမယ်လို့ပြောခဲ့တယ်ပေါ့နော်အဲ့တော့ဟာ諦めたတော့သိပါပြီဆိုတော့ဘာကြောင့်諦めたဖြစ်ကြတာလဲဆိုတော့自分で野菜を育てることအဲ့ဟာပေါ့ဒီဟာကိုဘာလို့諦めたဖြစ်ခဲ့တာလဲဆိုတော့နိဝမို့ဗရန်တာမို့နိုင်တော့တဲ့ဆိုတော့ခြံဝန်းနဲ့ဒီဗရန်တာမရှိရတဲ့ကြောင့်မလို့စိုက်လို့မရဆိုပြီးတော့မှလက်လျှော့ခဲ့တာပေါ့အဲ့တော့ပထမ28ပေါ့နော်မိကိုတောက်ပြီးဖတ်ပြီးရွေးကြည့်ပါမယ်ဆိုတော့နံပါတ်1က自分で野菜を育てることဆိုတော့ကိုယ်တိုင်အင်းဒီရွက်ကိုစိုက်ပျိုးမဲ့ကိစ္စပေါ့နော်အဲ့တော့အပေါ်မှာလည်းပြထားတယ်ဆိုတော့ကိုယ်တိုင်စိုက်ပျိုးကြည့်ချင်ခဲ့တာဒီ channel ဗရန်နာမရှိတဲ့အတွက်ကြောင့်မလို့မစိုက်ပျိုးနိုင်တော့ဘူးထင်ပြီးတော့ဂကရီဖြစ်ခဲ့တာပေါ့နော်အဲ့တော့နံပါတ်1ကအဖြစ်မဖြစ်ပါလိမ့်မယ်ဆိုတော့ကျန်တဲ့ဟာလေးလည်းဖတ်ကြည့်ကြမယ်နော်ニワやブランダーがある家に住むことဆိုတော့ဒီခြံဝန်းတွေဝရဏာရှိတဲ့အိမ်မှာနေတဲ့အကြောင်းလားဆိုတော့မဟုတ်ဘူးเนาะဒီမှာခြံဝန်းရောဝရဏာရောမရှိဘူးလို့ပြောထားပါတယ်။友達に野菜の育て方法をဆိုတော့တကယ်ချင်းစီကနေပြီးဟင်းရွက်စိုက်ပျိုးတဲ့နည်းလမ်းတွေကို教えてもらうからဒီတကယ်ချင်းစီကနေတီးခဲ့ရတဲ့အကြောင်းပါဆိုတော့မဟုတ်ဘူးเนาะတကယ်ချင်းပြောတာကကြတော့ဒီစိုက်ပျိုးတဲ့နည်းလမ်းမဟုတ်ဘဲနဲ့အခန်းထဲမှာစိုက်လို့ရတယ်ဆိုတဲ့ဟာပဲပြောခဲ့တာเนาะဆိုတော့နံပါတ်4ကကြတော့部屋の中でဆိုတော့အခန်းထဲမှာそうで育てることဆိုအခန်းထဲမှာဒီဟင်းနုနယ်ကိုစိုက်ပျိုးတဲ့အကြောင်းအဲ့ဒါကြောင့်လည်းရှော့ခဲ့ရလားမဟုတ်ဘူးเนาะဆိုတော့နံပါတ်4ကလည်းမှားပါတယ်စာပိုက်ကိုဆက်ဖတ်ကြည့်ကြမယ်ဆိုတော့シスナインでဆိုတော့ဒီအခန်းတွင်းမှာပဲတဲ့できるならစိုက်ပျိုးနိုင်မယ်ဆိုလို့ရှိရင်ね私もကျွန်တော်လည်းပဲやってみたいと思いငါလည်းလုပ်ကြည့်ချင်တယ်လို့တွေးပြီးတော့တဲ့準備をしましたပြင်ဆင်ခဲ့တယ်ပေါ့နော်ဆိုတော့外に似た環境がいいだろうと考えဆိုတော့ဒီအပြင်နဲ့တူတဲ့ဒီပတ်ဝန်းကျင်ကတဲ့ကောင်းတယ်လို့တွေးမိပဲတွေးခဲ့တယ်တဲ့ပြီးလို့ရှိရင်မတော်の近くでဆိုတော့ဒီဗဒီမောက်ရဲ့အနီးနားမှာပဲတဲ့育て始めたらစတင်ပြီးစိုက်ပျိုးမယ်ဆိုရင်တော့တဲ့ယောဂတင်ဆိုတော့4ရက်ထဲနဲ့တဲ့နော်4ရက်မြောက်နေမှာပဲမဲကで始めましたဆိုတော့စတင်ပြီးတော့အညောက်ထွက်လာတယ်ပေါ့နော်少しずつ大きくなるのがそうတဖြည်းဖြည်းနဲ့အပင်ကြီးထွက်လာတာကတော့တဲ့嬉しいことですဒီပျော်ရွှင်ရတဲ့အကြောင်းဖြစ်ပါတယ်တဲ့ところがစကားမဆက်ပေါ့နော်だんだんဆိုတော့တဖြည်းဖြည်းနဲ့歯က黄色くなってအရွက်ကအဝါရောင်ပြောင်းပြီးတော့တဲ့全部枯れてしまったのですဆိုတော့အကုန်လုံးကခြောက်ပြီးတော့အပင်တည်သွားခဲ့တယ်ပေါ့နော်枯れてる枯れるကကြတော့ဒီအပင်ခြောက်သွားတာပေါ့နော်ဆိုတော့太陽の光がဆိုတော့ဒီနေရဲ့အလျောက်ကတဲ့足りなかったのかもしれないと思いましたပေါ့နော်ဆိုတော့နေရဲ့နေအောင်ကြီးကမလုံလောက်ခဲ့တာလားလို့တွေးမိတယ်တဲ့ဆိုတော့がっかりしてစိတ်ပြက်ပြီးတော့တဲ့友達に電話をして聞いてみ
တို့ဆိုတငယ်ချင်းကိုဖုံးဆက်ပြီးတော့မေးကြည့်တော့တဲ့ဟိုရဆိုဝဒီဟင်းနုနယ်အပင်ကတဲ့ယောဒုနိနာတာညရောက်ပြီဆိုလို့ရှိရင်ဟီကာရီကအတဲဝအီကဲနိုင်တိုယူခိုတိုကဝကာရီမစတာပေါ့နော်ဒီအလင်းရောင်ကညရောက်ဒီဟင်းနုနယ်ကညဘက်ရောက်ပြီဆိုလို့ရှိရင်အလင်းရောင်ထိလို့မရဘူးဆိုတာကိုသိခဲ့ရတယ်တဲ့ဆိုတော့私の場合はကျွန်တော်ကတော့တဲ့ကျွန်တော်ဘာမှဆိုလို့ရှိရင်တဲ့部屋の部屋の電気の光がဒီမီဒီရဲ့အလင်းရောင်ကပေါ့နော်ခန်းတွင်းရဲ့မီဒီရဲ့အလင်းရောင်ကတဲ့よくなかったようですဆိုလို့ရှိရင်ကောင်းကောင်းမရှိခဲ့တဲ့ပုံပဲတဲ့နောက်တစ်ခုက友達はဆိုတော့တငယ်ချင်းကတဲ့ダンボール箱でဆိုတော့ကတ်တူစကူပုံနဲ့တဲ့ဒီဟိုရန်ဆိုနိဒီဟင်းနုနယ်ကိုတဲ့カバーをしているのだそうですဆိုတော့ဒီအလင်းအောင်မထီအောင်လို့ဒီဟင်းနုနယ်ကိုဒီကတ်ထူပုံနော်ကာဗာလုပ်ပေးခဲ့တဲ့ကွယ်ပေးခဲ့တဲ့ပုံရတယ်ပေါ့နော်ဆိုတော့ဒီမှာဂါကာရီစတာကိုတိုကပါသွားပြီဆိုတော့နံပါတ်28ကမေးခွန်းနဲ့အဖြေလေးကိုချက်ပြသွားကြည့်ကြပါမယ်ဆိုတော့ဂါကာရီစတာကဘာလို့ဂါကာရီစတာဖြစ်တာလဲဆိုတော့ဒီအပင်ရဲ့အရွက်တွေကတန်းတန်း記録になって全部枯れてしまったのですねဆိုတော့အရွက်တရားဝါလာပြီးတော့တဖြည်းဖြည်းနဲ့အကုန်လုံးအပင်ကခြောက်ပြီးတော့တည်သွားတာမျိုးဖြစ်တဲ့ကြောင့်မလို့ပေါ့နော်ဆိုတော့နံပါတ်28ကိုတော့ကြည့်ပါမယ်အဲ့တော့28မှာလည်းအဖေကဒီညို့ပေးထားတယ်တခုလေးရမယ်ဆိုတော့နံပါတ်1ကဟိုရန်ဆိုနော်မေကဆိုတော့ဒီဟင်းနုနယ်အပင်ရဲ့အညောက်ကတဲ့ဒေနာခတာခါရမထွက်လာတဲ့အတွက်ကြောင့်မလို့တဲ့မထွက်လာလားမဟုတ်ဘူးเนาะသူကဟိုရန်ဆိုရဲ့ဒီဟင်းနုနယ်ရဲ့အညောက်ကမထွက်လာတာကြောင့်ဂါကာရစ်တာဖြစ်ခဲ့တာလားပေါ့နော်စိတ်ပြက်ခဲ့ရလားဆိုမဟုတ်ဘူးเนาะဒီဟင်းနုနယ်ရဲ့အညောက်ကဒီ4ရက်မြောက်နေမှာပဲစပြီးတော့ထွက်လာခဲ့တယ်ဆိုပြီးစာပိုင်းမှာပါတော့ကြောင့်မလို့အဲ့ဒီဖြေကမှားပါတယ်เนาะနံပါတ်1ကမှားတယ်ဆိုတော့နံပါတ်2ကဟိုရန်ဆိုကဒီဟင်းနုနယ်ကတဲ့ဇမ်ဘူခါရက်တက်ရှိမတာခါရဆိုအကုန်လုံးခြောက်ပြီးတော့တည်သွားတော့ကြောင့်မလို့ဆိုတော့ဟုတ်ပါတယ်เนาะဒီစာပိုက်ထဲမှာလည်းပြောပေးထားတယ်သူကခုနလည်းရှင်းပြလိုက်တယ်เนาะဆိုတော့だんだん歯が黄色くなってဒီခါရက်တက်ရှိမတာのですပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့သူကဂါရီစတာဖြစ်ခဲ့တာပေါ့နော်ဆိုတော့နံပါတ်အဖြေမှန်ကနံပါတ်2ဖြစ်ပါမယ်ဆိုတော့နံပါတ်3ကဟိုရန်ဆိုについてのဆိုတော့ဒီဟင်းနုနယ်နဲ့ပတ်သက်တဲ့အကြောင်းကိုတဲ့友達の試合ကဒီတငယ်ချင်းတည်ထားတဲ့အတီးကပေါ့နော်မချီခါရဲ့တေးတာခါရမှားနေတဲ့အတွက်ကြောင့်မလို့ဆိုပြောတယ်ပေါ့နော်ဒါကတော့စာထဲမှာမပါဘူးပေါ့နော်စာပိုက်ထဲမှာမပါဘူးဆိုတော့うまく育ったほうれん草がဒီကောင်းကောင်းမွန်မွန်စိုက်ခဲ့တဲ့ဟိုရန်ဆိုကစကူနာကတ်တာခါရဆိုတော့နေသွားတဲ့အတွက်ကြောင့်မလို့ဆိုတော့ဒီဟာလည်းမဟုတ်ပါဘူးเนาะဆိုတော့အဖြေမှန်က2ဖြစ်ပါမယ်အဲ့တော့29မိကုံမသွားခင်မှာအပေါ်ကစာပိုက်ကိုဆက်ဖတ်ပါမယ်เนาะ私もတဲ့ကျွန်တော်ရဲ့ပဲတဲ့同じようにဆိုတော့သူတငယ်ချင်းလုပ်တဲ့ပုံစံအတိုင်းပဲတဲ့ရってみたらလုပ်ကြည့်မယ်ဆိုလို့ရှိရင်တဲ့今度はဒီတစ်ချိန်မှာတော့တဲ့元気に育ちましたကောင်းကောင်းမွန်မွန်ကိုစိုက်ပျိုးနိုင်ခဲ့တယ်တဲ့ဆာလာတာနီစတဲ့ဆိုတော့ဒီဆက်လက်အနေနဲ့ထားပဲတာလာစားမယ်ဆိုလို့ရှိရင်တဲ့とても美味しかったですဆိုတော့အရသာရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာ元気にしたことပေါ့နော်အဲ့ဟာလေးကိုတစ်ချက်နေကုန်းရဲ့အဖြေလေးမှာဖတ်ကြည့်ပါမယ်ဆိုတော့元気にしたことはပါလဲဆိုတော့ပထမသူတငယ်ချင်းပြောတာကကြတော့ဒီညဘက်ရောက်လို့ရှိရင်မီးမထိအောင်ပေါ့နော်မီးမထိအောင်အတွက်သူတငယ်ချင်းကဒီကတ်ထူစကူပုံးနေနဲ့ဒီခိုးတဲ့ဆိုခါပါလုပ်ပေးခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီနီးတိုင်းစိုက်ပျိုးခဲ့တဲ့အတွက်ကြောင့်မလို့ကောင်းကောင်းမွန်မွန်စိုက်ပျိုးနိုင်ခဲ့တယ်လို့ထင်တယ်ပေါ့နော်အဲ့ဒီဟာလေးဒီမှာရှာပါမယ်အဲ့တော့ဟီရုလို့ပါနေရတော့ကြောင့်မလို့ဒီနေ့ကျတော့ပြီးမှပဲဖတ်ပါမယ်ဘာလို့လဲဆိုတော့ညဘက်လိုက်မီးမထိရဘူးဆိုတာစာပိုက်ထဲမှာပိုင်အဲ့ဒါကြောင့်မလို့ရောလူတွေပဲအရင်ဖတ်လိုက်မယ်ပေါ့နော်ဆိုတော့ရောလူဟိုရန်ဆိုနေဆိုတော့ညဘက်မှာလည်းဟိုရန်ဆိုကိုဟီကာရီကအတဲရယောနီစတာကာဆိုတော့မီးထိရလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဆိုတော့မှန်မလားမှားပါမယ်နော်မီးမထီအောင်ကိုကတ်ထူစကူကိုနေကိုကာဘာလုပ်ပေးခဲ့တဲ့ကြောင့်မလို့ဒါမှားပါမယ်အဲ့တော့နံပါတ်4က夜ほうれん草に光があったらないようにしたからဆိုတော့ညဘက်မှာဒီဟင်းနူနယ်အပင်ကိုမီးမထီအောင်လုပ်ခဲ့လို့ကြောင့်မလို့တဲ့ဒီတစ်ချိန်မှာကောင်းကောင်းမွန်မွန်နဲ့
တနေ့ကြကြမမာနဲ့ပေါ့နော်ဒီစိုက်ပျိုးနိုင်ခဲ့တယ်ဆိုတာကိုပြောထားဆိုတော့ဒါမှန်ပါတယ်နော်အဲ့တော့တင်းနဲ့ကိုပြန်ဖတ်မယ်ဆိုလို့ရှိရင်ဟီတုဟိုရဆိုနိဒီနေ့ပါမှာတဲ့ဒီဟီတုနယ်ကိုတဲ့မတ်တိုပို့ပြီးတော့ဟီကာရီကအတယောနိစတခါရနေ့ပါမှာနှစ်ယောက်ကြီးပို့ရအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဆိုတော့မှားပါတယ်နောက်တစ်ခုကဟီတုဟိုရဆိုနိဆိုတော့နေကင်းပါမှာပဲဒီဟီတုနယ်ပင်ကိုအမရီဟီကာရီကအလင်းရောင်ကတဲ့အတရနာယောနိစတခါဆိုတော့အလင်းရောင်သိမ့်မရအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်တဲ့ဆိုတော့ဒါလည်းမှားပါတယ်နော်ဒါဆိုလို့ရှိရင်ဒီမွန်တိုင်းကောရဲ့ပထမပုတ်စာရပါမယ်နော်အဲ့တော့ဒုတိယပုတ်စာနဲ့တစ်ချက်သွားကြည့်ကြမယ်ဆိုတော့ဒီပုတ်စာကိုမဖတ်ခင်မှာပဲထုံးစံအတိုင်းမိကုန်းလေးတွေကိုသွားဖတ်ကြည့်ပါမယ်ဆိုတော့နံပါတ်30ရဲ့မိကုန်းက驚いてしまったことがあるがအံ့ဩသွားစေတယ်ဆိုတဲ့အချက်ကရှိတယ်ပေါ့နော်စာပိုက်ထဲမှာတော့ဝန်ပိုခုတဲ့တော့どんなことにဆိုတော့ဒီစာရေးကလေးရဆိုင်ရဲ့ဘလို့အရာမှာ驚いたのကအံ့ဩသွားတာလဲဆိုတော့ဒီစာရေးကလေးရဆိုင်ကအံ့ဩသွားစေတဲ့အချက်ကိုရှာမယ်ဆိုတော့နံပါတ်31ကကြတော့シャーペンが経済ボビンが日本中でဆိုတော့ဂျပန်မှာ使われるようになったのはအသုံးပြုဖို့ဖြစ်လာတာကအိတ်ဆုတ်ခါရဘယ်ချိန်ကနေစပြီးဖြစ်လာလဲဆိုတော့ဒီခဲဆန်ပေါ်ပင်စတင်သုံးဆွဲတဲ့အချိန်ကိုလည်းရှားမယ်ဆိုတော့နောက်တစ်ခါကျတော့私が今ကျွန်တော်ကအခုシャーペンを使っているのはなぜかအခုကျွန်တော်ကဒီခဲဆန်ပေါ်ပင်ခေတ္တပေါ်ပင်ကိုသုံးနေတာကဘာကြောင့်လဲဆိုတာကိုရှားမယ်ပေါ့နော်ဆိုတော့အစာပိုင်းလေးကိုဖတ်ကြည့်ကြပါမယ်そう日本に留学したばっかりの頃ဆိုတော့ဒီဂျပန်မှာပညာတော်တင်သွားခဲ့တဲ့အချိန်ပေါ့နော်文福殿に入って驚いてしまったဆိုတော့စာရေးကရိယာဆိုင်ဝင်တော့တဲ့အံ့ဩသွားခဲ့တယ်ပေါ့ဆိုတော့ဘာကြောင့်အံ့ဩသွားဆိုတာဆက်ဖတ်မယ်私の国ではကျွန်တော်ရဲ့နိုင်ငံမှာကြတော့シャープベシルはဒီခဲဆန်ဘောပင်တွေကあまり売られていないのがတိတ်ပြီးတော့မရောင်းပေမဲ့その店にはအဲ့ဒီဆိုင်မှာကတော့100円の安いものからဆိုတော့ရန်100ကနေစပြီးတော့ဈေးပေါ်တဲ့ပစ္စည်းတွေကနေပြီးတော့5000以上する高いものまでဆိုတော့ရန်9000နှစ်အထက်ပေါ့နော်ဈေးကြီးတဲ့ပစ္စည်းတွေကိုလည်းပဲすごい数のဆိုတော့အရေးအတွက်များများနဲ့シャーペンシャーペンが慣れていたのだဆိုတော့ဒီခဲတံဘောပင်တွေကိုစီပြီးတော့ခင်းကြည့်ထားတယ်ပေါ့နော်ဆိုတော့ရှင်းမို့ဖိုတိုစာကဆိုတော့ဒီရှင်းဆိုတာကခဲဆံကိုပြောချင်တယ်ပါဆိုတော့ရှင်းမို့ဖိုတိုစာကဆိုတော့ဒီခဲဆန်နဲ့ဖိုတိုစာဆိုတာအထူးကကြတော့0.3မီလီကာရာဆိုတော့3.33မီလီမီတာကနေစပြီးတော့မှ1単語ミリまでဆိုတော့1.5မီလီမီတာအထိပေါ့နော်အသက်ရှိပြီးတော့ခိုးဆမို့ဆိုတော့ခိုးဆဆိုတာကကြတော့ဒီရှင်ခဲဆန်ရဲ့အယောင်အမိန်အထင်းပေါ့နော်ဆိုတော့အဲ့ဒါကလည်းပဲတဲ့အီရိုနာအမျိုးမျိုးမို့ကတဲ့ဥရတဲ့ဣတာဆိုတော့ရောင်းနေပါတယ်တဲ့ဟုတ်ပြီနော်ဆိုတော့ဒီမှာ驚いてしまったことကကြတော့ဘာဖြစ်မလဲနော်သူတို့နိုင်ငံမှာကျတော့ဒီခဲဆန်ဘောပင်ကိုတိတ်ပြီးတော့မရဘူးဒါပေမဲ့ဂျပန်မှာရှိတဲ့စာရေးကရိယာဆိုင်တွေကကြတော့100ရန်ကနေပြီးတော့မှ9000နဲ့အထက်9000ရန်အနည်းအထက်ပေါ့နော်ဒီဈေးကြီးရလည်းရောင်းနေဆိုတဲ့အရာပေါ့နော်အဲ့တော့နံပါတ်30ရဲ့အဖြေလေးတော့ကြည့်ကြပါမယ်အဲ့တော့ဒီခုထဲမှာシャーパンがあまり売れていなかったことဆိုတော့တိတ်ပြီးတော့မရောင်းခဲ့တဲ့ကိစ္စပေါ့အဲ့တော့ဂျပန်ရဲ့ဖိုင်ကရိယာဆိုင်တွေမှာမရောင်းတာလားရောင်းတာနော်ရောင်းတာကိုတော့မှဒီဈေးပေါ်ကနေပြီးတော့ဈေးကြီးတဲ့ပစ္စည်းတွေထီကိုနားတဲ့တိတ်တာဆိုတော့ခင်းချင်းပြီးတော့စီပြီးတော့ပြထားပြီးတော့ကြောင့်မလို့နံပါတ်1ဖြေကမှားပါတယ်အဲ့တော့နံပါတ်2ကကျတော့ たくさんの種類のシャーペンやဆိုတော့များပြားလာတဲ့ဒီအမျိုးအစားတွေပေါ့နော်ခဲသားဘောပင်အမျိုးအစားတွေနဲ့ရှင်းကားတဲ့ 売れていたことဆိုတော့ဒီခဲဆန်ရောခဲသားဘောပင်တွေရောဒီအမျိုးအစားအများကြီးကိုရောင်းနေတဲ့ကိစ္စပေါ့နော်ဆိုတော့ဒီဟာကအဖြေက
ဒီဟာဖြစ်ပါမယ်နော်ဘာလို့လဲဆိုတော့ဂျပန်မှာကများပြားလာတဲ့ဒီ0.3 mm ခါရပေါ့နော်ဒီ3.3 mm ကနေပြီးတော့မှဒီ1.5 mm အထိပေါ့နော်ဒီအထူအပါးတွေရောပြီးလို့ရှိရင်ခဲဆန်ရဲ့အယောင်မိန်တာလားဖြော့တာလားဒါမှမဟုတ်ရှင်မဲတာလားပေါ့နော်နှက်တာလားပေါ့နော်အကုန်လုံးအမျိုးအစားမျိုးမျိုးကိုရောင်းနေတာကြောင့်မလို့အိုတိုတက်ရှိမှတာပေါ့နော်ဒီအန်အားသွားစီခဲ့တာပေါ့အဲ့တော့အဖြစ်မှန်ကလည်းဘယ်နှစ်ပြပါမယ်အဲ့တော့3နဲ့4ဆက်ပဲကြည့်မယ်ပေါ့နော်ဆိုတော့普段の高いシャーペンばっかりがあれ売れていたことဆိုတော့ပုံမှန်ကလည်းပဲတဲ့ဒီဈေးကြီးတဲ့ခဲဆန်ဘောပင်တွေပဲရောင်းနေတဲ့ကိစ္စဆိုတော့မဟုတ်ဘူးနော်ဈေးကြီးတဲ့ဟာပဲရောင်းတာမဟုတ်သူကရက်ခုအန်ခါတာပေါ့နော်ဒီရန်100နဲ့စပြီးတော့ရန်9000နဲ့အထက်ဒီဈေးကြီးတဲ့ပစ္စည်းတွေရောင်းတာဖြစ်တဲ့အတွက်မလို့ဒီနံပါတ်3ကမှားပါတယ်ဆိုတော့နံပါတ်4ကကြတော့ Shopper のシェンだけをဆိုတော့ဒီခဲဆန်ဘောပင်မှာသုံးတဲ့ခဲဆန်ကိုပဲ売る専門の店だったことဆိုတော့ဒီခဲဆန်ကြီးပဲတက်တက်ရောင်းတဲ့ဆိုင်လို့ပြောထားတယ်ပေါ့နော်ဒီဟာလည်းမှားပါတော့ခဲဆန်မရောင်းတာမဟုတ်ဘူးနော်ဒီခဲသားဘောပင်ရောခဲဆန်ရောရောင်းတာဖြစ်တော့ကြောင့်မလို့နံပါတ်4ရတယ်မှားပါတယ်အဲ့တော့31ကိုမသွားခင်မှာစာပိုင်းလေးကိုထပ်ပတ်ကြည့်မယ်イギリスで生まれたシャーペンタンがဆိုတော့ဒီအင်္ဂလန်နိုင်ငံမှာထုတ်လုပ်တဲ့ဒီခဲဆန်ဘောပင်ကြီးကတဲ့ဟာဂျီမေကအစမှာဒီနဲ့ဒါဆို1တန်ကမီလီယာဆိုတော့1.5 မီလီမီတာနဲ့1မီလီနောဆိုတော့1မီလီမီတာရှိတဲ့ရှင်းရှိကနခတာဆိုတော့ခဲဆန်က1.5 မီလီမီတာဒါမှမဟုတ်ရင်1မီလီမီတာကလွဲပြီးတော့မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့တဲ့ရောဆို60年前ဆိုတော့လွန်ခဲ့တဲ့ခမန်းချိန်ပေါ့နော်လွန်ခဲ့တဲ့နှစ်60ကတဲ့ある日本の会社がဂျပန်မှာရှိတဲ့ကုမ္ပဏီတစ်ခုကပေါ့နော်複雑な漢字でもဒီရှုပ်ထွေးတဲ့漢字တွေကိုလည်းပဲတဲ့美しく書けるよဆိုတော့လှပပရေးလို့ရအောင်နဲ့ဆက်ခိုင်းတဲ့ဆိုတော့ဒီကဘာပေါ်မှာပေါ့နော်ဟာကြည့်မဲ့တဲ့ပထမဦးဆုံး0တန်ကမီလီနော်ဆိုတော့0.5 mm ရှိတဲ့ဆိုတော့ oreniku စင်ကိုမကျိုးလွယ်တဲ့ဟာပေါ့နော်oreniku ဆိုတော့မကျိုးလွယ်တဲ့ဒီခဲသားကိုတဲ့စကူရုခိုတိုနီပြုလုပ်တဲ့ဟာကိုတဲ့ challengeしてဒီစိန်ခေါ်ပြီးတော့မှာပေါ့နော်セコスタノタソーダဆိုတော့အောင်မြင်သွားတဲ့ပုံပဲတဲ့ဆိုတဲ့ခါအဲ့ဒီကနေစပြီးတော့ရှပ်ပန်ကဒီခဲဆန်ဘောပင်ခဲသားဘောပင်ကတဲ့日本中တဲ့ဆိုတော့ဒီဂျပန်မှာတဲ့စကာဝါရဲတို့ရောနိနာတာရရှိဆိုတော့သုံးလာနိုင်တယ်လို့ထင်ရတယ်ပေါ့နော်ဆိုတော့အီကီရီဆိုမှာဆိုလို့ရှိရင်ဒီခဲဆန်ဘောပင်တွေကိုစပြီးတော့ထုတ်တဲ့အားတွေက1.5 မီလီမီတာဒါမှမဟုတ်ရှင်1မီလီမီတာပဲရှိတဲ့ခဲဆန်တွေပဲရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီခမန်းကြီး260လောက်ကမှဒီဂျပန်ကရှိတဲ့ကုမ္ပဏီတစ်ခုကအရင်ရှုပ်ထွေးတဲ့ခန်းကြီးတွေရေးတာတော့မှလှပပလေးရေးနိုင်အောင်လို့ဆိုပြီးတော့မှပေါ့နော်3.5 မီလီမီတာရှိတဲ့ခဲဆန်ကိုစိတ်ခေါ်ပြီးတော့ထုတ်လုပ်ခဲ့ပြီးတော့အောင်မြင်သွားခဲ့တယ်အဲ့ဒီအချိန်ကနေပြီးတော့မှစပြီးတော့ဒီဂျပန်မှာဒီခဲဆန်တွေခဲသားပေါ်ပင်တုံးတာကပို့ပြီးတော့များလာခဲ့တယ်ပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့တော့ဘာကြောင့်ဒီဂျပန်မှာဒီခဲဆန်တွေတုံးတာများလာတာလဲအစ်ဆုခါရကဆိုတော့ဘယ်ချိန်ကနေဆိုပြီးတော့အဖြေရှာကြည့်ကြမယ်ဆိုတော့နံပါတ်1က日本の会社ကဆိုတော့ဂျပန်ရဲ့ကုမ္ပဏီကတဲ့フードクテルオレニクイシンを作ってからဆိုフードクテルဆိုတာကဒီမှာကျတော့ပါတယ်လို့ပြောလို့မရတော့ဘူးเนาะထူပြီးတော့မှオレニクဆိုတော့ကျိုးမလွယ်တဲ့ရှင်းဆိုခဲဆန်ကိုစကူတက်ခါတာမှားတယ်เนาะဘာလို့မှားရလဲဆိုလို့ရှိရင်オレニクイからမှမြင်မဲ့フードクテルမှာเนาะဖူတက်ခုတဲ့မှာတယ်ဘာလို့မှားရလဲဆိုလို့ရှိရင်ဒီမှာသူက3.5 မီလီမီတာကဖူတိုးလာတာမဟုတ်ဘူးเนาะသူကသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖူတိုးဆိုတာပါတယ်တော့မှားတယ်အဲ့တော့နံပါတ်1ကအမှားပါနောက်တစ်ခုက日本の会社ကဒါအတူတူပဲ細くて俺に食いしんを作ってからဒီမှာသေးပြီးတော့မှမကျိုးလွယ်တဲ့ဒီခဲဆန်ကိုပြုလုပ်ခဲ့တဲ့အချိန်ကနေစပြီးတော့မှ
သုံးလာရင်ဆိုလို့ရှိရင်အဖြေမှန်ကတော့နှစ်ပါနော်ဟုတ်ပြီနံပါတ်3လေးဆက်ပတ်ကြည့်မယ်日本の会社がဒီဂျပန်ရဲ့ကုမ္ပဏီကတဲ့日本でဒီဂျပန်မှာပေါ့နော်イギリスのシャーペンを売れるようになってからဆိုတော့ဂျပန်မှာအင်္ဂလန်နေထုတ်တဲ့ဒီခဲဆံဘောပင်တွေကိုရောင်းတဲ့အချိန်ကနေစပြီးဖြစ်လာတာမဟုတ်ဘူးเนาะဒီကပြောထားအောင်စာပေထဲမှာเนาะဆိုတော့နံပါတ်4ကကျတော့日本の会社がဒီဂျပန်ရဲ့ကုမ္ပဏီကတဲ့世界で初めてကမ္ဘာပေါ်မှာပထမဆုံးတဲ့シャーペンを作ってからဂျပန်ကနေပြီးတော့ခဲဆံဘောပင်ကိုပထမဆုံးပြုလုပ်ခဲ့တဲ့အချိန်ကနေစပြီးတော့ဆိုပြီးပြောထားတယ်အဲ့တော့ဒါလည်းမှားပါတယ်ဘယ်နိုင်ငံစပြီးတော့ဒီခဲဆံဘောပင်လုပ်တယ်ဆိုတာမပါဘူးပေါ့เนาะစာပေထဲမှာဟုတ်ပြီเนาะဒါဆိုလို့ရှိရင်နားလည်မယ်လို့ပြောနေပါတယ်အဲ့တော့နောက်ဆုံးတစ်ပိုင်းလေးဆက်ဖတ်ကြည့်အောင်ဆိုတော့私はကျွန်တော်ကတဲ့来日してからဆိုဂျပန်ကိုပြန်ရောက်ပြီးခဲ့တဲ့ကဂျပန်ကိုရောက်နေခဲ့တဲ့ကပေါ့နော်ずっとစက်တိုက်ကြီးကိုတဲ့シャーペンを愛用しているဆိုတော့ကြိုက်ပြီးတော့နေခဲ့ပါတယ်တဲ့ဟုတ်ပြီနော်ဒီဂျပန်ရောက်တဲ့အချိန်ကနေစပြီးတော့မှဒီခဲဆံဘောပင်ခဲသားဘောပင်ကိုတဲ့အသုံးပြုရတာကိုကြိုက်နေတက်နေခဲ့ပါတယ်တဲ့အမ်ပစ်စမယောနီခဲတဲ့လူမျိုးတဲ့စခီနီမာဒုခုနာရာဆူဆိုလို့ရှိရင်ဒီအရှိမာတဲ့လုံးနေတာမျိုးမရှိဘဲနဲ့စိုက်ကြီးကခီတဲ့နိဒီစလုံးသေးသေးလေးတွေကိုလည်းခါခဲရောက်ခါရတာဆိုတော့ခါခဲဒုခါရစလုံးသေးသေးလေးတွေကိုလည်းလှလှပပနဲ့ရေးနိုင်တဲ့အတွက်ကြောင့်မို့လို့ကြိုက်ပြီးတော့အသုံးပြုနေခဲ့ပါတယ်ပေါ့နော်အသုံးပြုရတယ်ကြိုက်နေခဲ့တယ်အိမအခုကကြတော့スカテイルのはတုံးနေတဲ့ဟာက安いものだがဒီပေါ်တဲ့ဟာပဲမဲ့တဲ့သူရိုင်းနဲ့နောက်နှစ်မှာတဲ့ရှုရှုကုစတာရာဒီအလုံးဝင်ပြီဆိုလို့ရှိရင်တော့တဲ့少しいいものをနည်းနည်းကောင်းတဲ့ပစ္စည်းကိုတဲ့買おうと思っているဆိုတော့စဉ်းစားနေပါတယ်ပေါ့နော်ဝယ်ဖို့စဉ်းစားနေပါတယ်တဲ့ဟုတ်ပြီနော်အဲ့တော့32လို့တော့မယ်အဲ့တော့私が今シャーペンを使っているのはなぜかဘာကြောင့်သူကဒီခဲတာဘောပင်ခဲစံဘောပင်ကိုသုံးနေရတယ်ဆိုတော့သုံးနေရတဲ့အကြောင်းကသူကစလုံးသေးလေးတွေကိုတော့မှလှအောင်ရေးနိုင်တဲ့အတွက်ကြောင့်မလို့သူကကြိုက်ပြီးတော့သုံးနေတာပေါ့နော်အဲ့တော့နံပါတ်1ကိုဖတ်ကြည့်မယ်ဆိုတော့日本中で使われているからဆိုတော့ဂျပန်မှာသုံးနေတဲ့ကြောင့်လို့သုံးနေတာလားမဟုတ်ပါဘူးเนาะသူရဲ့သုံးနေတဲ့အကြောင်းကြီးကစလုံးသေးလေးတွေကိုလှအောင်ရေးနိုင်တဲ့အတွက်ကြောင့်ပေါ့เนาะအဲ့တော့ချီဆိုင်ကြီးကတဲ့ခါကီယာစီခါရဒါလည်းဖြစ်နိုင်တယ်เนาะဆိုတော့နံပါတ်3လေးဆက်ဖတ်ကြည့်မယ်ဆိုတော့အန်ပစ္စယောဒီရစခုခိုင်ရူခါရဆိုတော့ခဲလန်ထက်ပို့ပြီးတော့ဈေးသက်သက်နဲ့ဝယ်နိုင်တဲ့အတွက်ကြောင့်မလို့ပြောထားတယ်เนาะဒီဟာကခဲလန်ကဈေးကြီးလားဈေးပေါ်လာအိုစာပိုက်ထဲမှာမဖော်ပြထားတဲ့အတွက်ကြောင့်မလို့ဒီဟာကိုရွေးလို့မရပါဘူးဆိုတော့နံပါတ်4တခါကတဲ့အီမနိုဟိုခတ်တာခါရဒီညမှာစာပိုက်ထဲမှာကကြတော့ဈေးကြီးတဲ့ပစ္စည်းကိုဝယ်မယ်လို့စဉ်းစားရုံပဲရှိသေးတယ်เนาะမဝယ်ရသေးတဲ့အတွက်ကြောင့်မလို့နံပါတ်4ကလည်းအမှားပါအဲ့တော့နံပါတ်2ကအမှန်ဖြစ်ပါမယ်စီရီလုပ်ပေးချင်တာကတော့ဒီလောက်ပါပဲအားလုံးလည်းနားလည်မယ်လို့ညွှန်နေပါတယ်ဆိုတော့နောက်နေ့မှာလည်းမိကုန်းဟောင်းတွေကိုဆက်ပြီးရှင်းပြပေးသွားပါမယ်ဒါကြောင့် follow လုပ်သွားပြီးကိုမမေ့နဲ့အောင်เนาะပြီးတော့ဈေးသက်သာဆုံးနဲ့အထီးရောက်ဆုံးဂျပန်စာသင်တန်းတွေကိုဒီဝါသရှိတော့ Marvelous Education Center မှာလာရောက်ဆောင်ဆိုင်နိုင်ပါတယ်ရှင့်じゃあまたね皆さん